မင်္ဂလာပါမြစမရေဒီယိုစီစဉ်ကနေကြိုဆိုပါရစေမြစမရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1 MHz ကနေဖမ်းယူနာဆင်နိုင်ပါတယ်မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ19.5 MHz ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မစမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မတ်လ22ရက်တနင်္ဂနွေနေ့မနက်ပိုင်းမစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျမရှင်မှာဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့စီရေးပြင်းထန်နေတဲ့တရက်ချောင်းကျေးရွာ20ခန့်ကထောင်နဲ့ချီတဲ့ဒေသခံတွေအကူအညီလိုအပ်တဲ့သတင်းနဲ့အတူမြင်းချံမှာ73စီပြက်လက်မှုကြောင့်ဒေသထွက်ကုန်ဈေးနှုန်းတွေထက်ဝက်ခန့်ထိုးကျပြီးမြို့ပေါ်ကုန်စည်တွေဈေးတက်တဲ့သတင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့တပတ်တွင်ကထူးခြားနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။သတင်းတွေနားဆင်ရပြီးမှတော့အပတ်စဉ်စီစဉ်နေနဲ့ exclusive interview အစီအစဉ်ဒုတိယပိုင်းကိုနားဆင်ရမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။မင်္ဂလာပါခင်ဗျာနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်တော်နောက်ပါမန္တလေးတိုင်းမြင်းချံခရိုင်မှာရှိတဲ့မြင်းချံတောင်တာနဲ့နထိုးကြီးမြို့နယ်တွေမှာ73စီဝယ်ယူရခက်ခဲနေပြီးအဲ့ဒီမြို့အနီးကျေးရွာတွေမှာစီ1လီတာကိုကျပ်8000အထိပေါက်ဈေးရှိနေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်မြင်းချံခရိုင်မှာ73စီအမျိုးအစားပေါ်မူတည်ပြီး1လီတာကိုကျပ်3000ကနေ4000ဝန်းကျင်အထိပေါက်ဈေးရှိရာကနေအခုကျပ်9000ကနေ8000အထိပေါက်ဈေးရှိနေတာလို့သိရပါတယ်73စီဂါလန်ဈေးကတော့တဂါလန်ကို18000ကနေ3000အထိမြင့်တက်သွားတယ်လို့ဒေတာခန်တွေကဆိုပါတယ်မြင်းချံနထိုးကြီးတောင်တာမြို့နယ်တွေမှာစီပေပါတွေကိုမြို့ပေါ်မှာပဲဖြန့်ချီရောင်းချပြီးကြေးရွာတွေမှာတော့ဂါလန်ပုံးတွေနဲ့လီတာဘူးတွေနဲ့ပြန်လေခွဲရောင်းချနေကြတာလို့သိရပါတယ်လက်ရှိမှာတော့စစ်ပေးဆောင်တွေလေထွန်ဆက်တွေနဲ့လောင်စာစီသုံးအိမ်တွင်းစက်မှုလုပ်ငန်းတွေအခက်အခဲတွေးကြုံနေကြရတယ်လို့ဒေတာခန်တွေကဆိုပါတယ်73စီရှားပါမှုကတော့မြင်းချံခရိုင်မှာတာမကပဲရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာပါစီတန်းစီယာမှာစီမရပဲလှည့်ပြန်လာမှုတွေရှိတယ်လို့သိရပါတယ်အရှိအလေပိုင်းစစ်ရေးရိုက်ခတ်မှုတွေကြောင့်73စီတွေချွေတာဖို့ EV ကားတွေကလွယ်ပြီးအိမ်စီးကားတွေကိုဇုံမရက်သတ်မှတ်ပြီးမောင်းနှင်ဖို့စစ်ကော်မရှင်ကသတ်မှတ်ထားတာပါအာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ73စီတင်သွင်းတော်လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရဲ့ကော်မတီရဲ့သတ်မှတ်ချက်တွေအရစီအမျိုးအစားပေါ်မူတည်ပြီးကျပ်1000ဝန်းကျင်အထိထပ်မံမြင့်တက်နိုင်တယ်လို့မတ်လ20ရက်ကကြေညာထားပါတယ်ခင်ဗျာမြင်းချံမြို့နယ်မှာ73စီဝယ်ယူရခက်ခဲပြီးဈေးနှုန်းအဆမတန်မြင့်တက်လာတဲ့ရိုက်ခတ်မှုကြောင့်ဒေသထွက်ကုန်ဈေးနှုန်းတွေထက်ဝက်ခန့်ကျဆင်းသွားပြီးမြို့ပေါ်ကဝယ်ယူရတဲ့ကုန်ပစ္စည်းတွေကတော့ဈေးတက်လာတယ်လို့ဒေသခံတွေကပြောပါတယ်ဒေသထွက်ကလပ်ပဲစင်းငုံနဲ့ပဲအမျိုးမျိုးကျက်သွန်ဒီကျက်သွန်ဖြူခရမ်းချင်သည်စတဲ့ဒေသထွက်ကုန်တွေကလည်းရခိုင်ဈေးနှုန်းနဲ့ရှင်ပါကဈေးနှုန်းကျဆင်းသွားကြောင်းသိရပါတယ်ဒါပေမဲ့မြို့ပေါ်ကနေဝယ်ယူရတဲ့စားအုံးစီအသားငါးနဲ့ဟင်းချိုမှုန့်စတဲ့ပြင်ပထုတ်ကုန်တွေကတော့အမျိုးအစားလိုက်ကျပ်4000ကနေ5000ကျပ်အထိမြင့်တက်လာတယ်လို့သိရပါတယ်ဓာတ်ဆီဒီဇယ်တွေဈေးနှုန်းမြင့်တက်တာနဲ့ဝယ်ယူရရှိနိုင်ဖို့ခက်ခဲလာတာတွေကြောင့်အစဉ်စဉ်တည်ယူတင်ပို့ရတဲ့ဒေတာထွက်ကုန်တွေဟာအရှုံးပေါ်နေပြီးစိုက်ခင်းတွေပစ်ထားရတဲ့အထိဖြစ်နေကြောင်းပြည်ပကတင်သွင်းတဲ့အစာတွေကျွေးရတဲ့တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေမှာလည်းခက်ခဲမှုတွေရှိနေကြောင်းသိရပါတယ်73စီအသုံးပြုရတဲ့စီကျိတ်ဆက်နဲ့လေယာသုံးဆက်ပစ္စည်းတွေအသုံးပြုမရတဲ့အတွက်တောင်သူတွေအခက်အခဲဖြစ်နေကြောင်းလည်းသိရပါတယ်မန္တလေးတိုင်းမြင်းချံခရိုင်မှာစီဆိုင်ကြီးတွေမှာတော့73စီဝယ်ယူလို့မရတော့ပဲမတ်လ20ရက်ကစပြီးလမ်းဘေးစီဆိုင်ငယ်တွေမှာတော့ရောင်းချတဲ့စီလက်ကျန်ဈေးနှုန်းက1လီတာကိုကျပ်8000အထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်မြင်းချံခရိုင်ကမြင်းချံတောင်တာနထိုးကြီးမြို့ပေါ်တွေမှာ73စီပြက်လက်လူနေပါဖြစ်နေပြီးအဲ့ဒီမြို့အနီးတွေကရွာတွေမှာတော့73စီဈေးနှုန်းအဆမတန်မြင့်တက်နေကြောင်းသိရပါတယ်ရှင်အခုဆက်လက်ပြီးတော့နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတတွေရွေးချယ်တင်မြှောက်နိုင်ဖို့အစုအဖွဲ့အစည်းအဝေးတွေကိုတပ်မတော်နေအလွန်မတ်လ30ရက်နေ့မှာစတင်ကျင်းပမယ်လို့မတ်လ20ရက်နေ့မှာပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာကြေညာပါတယ်
အာဏာသိမ်းစစ်ကော်မရှင်ကပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းတတိယအကြိမ်ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်အစည်းအဝေးတွေခေါ်ယူပြီးဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌတွေရွေးချယ်မှုအပြီးမတ်လ20ရက်နေ့မှာပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပလာတာပါတတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့မှာပဲသမ္မတနဲ့ဒုတိယသမ္မတတွေကိုရွေးကောက်တင်မြှောက်နိုင်ဖို့အစုအဖွဲ့အစည်းအဝေးစတင်ကျင်းပမယ့်ရက်ကိုလွှတ်တော်နာယကဖြစ်တဲ့ဦးအောင်လင်းတွေကကြေညာခဲ့တာပါ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်60အရနိုင်ငံတော်သမ္မတရွေးချယ်ဖို့သမ္မတရွေးချယ်ရေးအဖွဲ့နဲ့တင်မြှောက်ရမှာဖြစ်လို့သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့3ဖွဲ့နဲ့ဖွဲ့စည်းရမှာဖြစ်ပါတယ်။အဲ့ဒီအစုအဖွဲ့3ဖွဲ့ကဒုတိယသမ္မတလောင်း3ယောက်ကိုရွေးချယ်ကပြည်ထောင်စုလွှတ်တော်နာယကစီနာမည်စင်းတင်သွင်းရမှာပါ။အဲ့ဒီကနေတဆင့်ပြည်ထောင်စုလွှတ်တော်မှာလှုပ်ဝက်မေးပေးစနစ်နဲ့သမ္မတကိုရွေးချယ်တင်မြှောက်တာဖြစ်ပါတယ်။ဒါကြောင့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလွှတ်တော်နာယကတပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေကိုဖွဲ့စည်းခဲ့တာပါလာမယ့်မတ်လ30ရက်နေ့မှာအစုအဖွဲ့3ဖွဲ့ကနေဒုတိယသမ္မတလောင်းတဦးကိုရွေးချယ်တင်မြှောက်နိုင်ဖို့အစည်းအဝေးတွေကိုသတ်မှတ်တဲ့နေရာတွေမှာသက်ဆိုင်ရာအစုအဖွဲ့အလိုက်ပြုလုပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီနေ့ရက်ဟာသမ္မတလုပ်မယ်လို့အများကထင်ကြေးပေးနေကြတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်လာတာ15နှစ်တိတိပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်။တစ်ဖက်မှာနိုင်ငံတော်သမ္မတဒါမှမဟုတ်ဒုတိယသမ္မတတွေအဖြစ်ရွေးချယ်ခံရသူကနိုင်ငံဝန်ထမ်းဖြစ်ရင်တင်မြှောက်ခံရတဲ့နေ့ကစတင်ကနှုတ်ထွက်ပြီးဒါမှမဟုတ်အငိမ့်စားယူပြီးဖြစ်တယ်လို့မှတ်ယူရမယ်လို့ဖွဲ့စည်းပုံမှာပြဋ္ဌာန်းထားတာပါပြည်ထောင်စုလွှတ်တော်မှာတော့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကကိုယ်စားလှယ်420ဦးအပြင်ရွေးကောက်ပွဲဝင်စရာမလိုတဲ့တပ်ကိုယ်စားလှယ်166ဦးစုစုပေါင်း986ဦးရှိတဲ့အတွက်သမ္မတဖြစ်ဖို့294မဲရဖို့လိုပါတယ်တနင်္သာရီတိုင်းပိတ်တနင်္သာရီလမ်းပိုင်းမှာကား9စီးပါတဲ့စစ်ကော်မရှင်တပ်ရှင်တန်းတိုက်ခိုက်ခံရပြီးကား2စီးပျက်စီးကစစ်သားတေဆုံးမှုတွေလည်းရှိကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ထံကသိရပါတယ်။မတ်လ18ရက်နေ့နနက်7:00နာရီအချိန်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဖက်ပစ်ခတ်မှုမိနစ်30ခန့်အကြာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့အတူဘိုခရင်တပ်ဖွဲ့တနင်္လာရီရိုးမှပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုမရှိကြောင်းသိရပါတယ်။အခုဆက်လက်ပြီးတော့စကိုင်းတိုင်းအထက်ပိုင်းကတာမြို့မှာရှိတဲ့စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့ဖုန်ကြီးကျောင်းကိုမတ်လ20ရက်ကမနက်ပိုင်းမှာအာနာသိန်းစစ်ကော်မရှင်တပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တန်ကားတွေပြန်လွန်တော်မူခဲ့ရသလိုစစ်ဘေးရှောင်တွေအပါအဝင်ထိခိုက်သေးဆုံးမှုဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့သိရပါတယ်။ကတာမြို့အမှတ်3ရပ်ကွက်အေယာဝတီမြစ်ကမ်းဘေးမှာရှိတဲ့မဟာလေးထက်ဖုံးတော်ကြီးကျောင်းကို Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့ရမှာလေးထက်ဆောင်တက်ကြပြီးထိခိုက်သေးဆုံးမှုများပြားခဲ့တာလို့မြို့ခံတွေကပြောပါတယ်။ဘုံကျဲခံရအပြီးထွက်ပေါ်လာတဲ့ဓာတ်ပုံတွေမှာလည်းဖုန်ကြီးကျောင်းမှာဆိုးဆိုးဝါးဝါပျက်စီးသွားသလိုတန်ကားတော်တွေတက်ကြီးရွယ်အိုတွေကလေးငယ်တွေထိခိုက်သေးဆုံးမှုနဲ့တချို့ရုပ်အလောင်းတွေရုပ်ပြက်ဆင်းပြက်ဖြစ်နေတာတွေ့ရပါတယ်။ဖုန်ကြီးကျောင်းဟာစစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့နေရာဖြစ်တာကြောင့်ထိခိုက်သေးဆုံးမှုအခြေအနေအတိအကျအတည်ပြုနိုင်ဖို့ခက်ခဲကြောင်းနဲ့မြို့ခံတွေရဲ့ပြောပြချက်အရတေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူ80ကနေ100ကြားရှိနိုင်တယ်လို့ကတာမြို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ကတာမြို့ရှိစစ်တပ်တပ်ဆွဲထားတဲ့နေရာတွေနဲ့တပ်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ရမှာဇန်နဝါရီလနှောင်းပိုင်းကစပြီးတိုက်ပွဲတွေအရှိန်လျော့ကျခဲ့ပြီးပြန်ငိမ့်နေခဲ့ရကနေအခုပတ်အတွင်းတိုက်ပွဲတွေပြန်ရှိလာကမတ်လ20ရက်နေ့ကကတာထောင်းနဲ့အနီးဆုံးတဖန်းကိုင်းရက်ကွက်ဘက်နဲ့ခမရ339တပ်ရင်းဘက်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့သိရပါတယ်ခင်ဗျာတနင်္လာရီတိုင်းတဝဲခရိုင်တရက်ချောင်းမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့ KNL ပူးပေါင်းတပ်တွေကြားစစ်ရေးချင်းတွေတင်းမာနေတဲ့အတွက်ရွာပေါင်း20ခန့်ကဒေသခံတွေစစ်ပေးတိမ်းရှောင်နေရပြီးအကူအညီတွေလိုအပ်နေပါတယ်အဲ့ဒီစစ်ပေးရှောင်တွေဟာပြီးခဲ့တဲ့ February ပထမပတ်ကစပြီးတိမ်းရှောင်နေကြရတာဖြစ်ပြီးစစ်ပေးရှောင်ကာလတစ်လကျော်ကြာလာတာနဲ့အမျှစားနပ်ရိက္ခာအပါအဝင်အကူအညီများစွာလိုအပ်နေကြောင်းသိရပါတယ်
စစ်ဘေးရှောင်ဦးရေဟာထောင်နဲ့ချီချောင်းသိရပေမဲ့အတိအကျကိုတော့အတိမပြုနိုင်သေးပါဘူး။မတ်လ22ရက်မနက်ပိုင်းမှာလည်းစစ်ကော်မရှင်တပ်ကဂုံငင်းစိတ်ရွာအနီးတစ်ဝိုက်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့တရချောင်းမြို့နယ်ကဂုံငင်းစိတ်စီတော်တဲလန်စီတက်ဝင်းဝမင်းတက်တဲချောင်းကြီးတိန်ကုန်းနဲ့စုံစင်ဖျားအပါအဝင်မြို့နယ်အောက်ပိုင်းမှာရှိတဲ့ကျေးရွာပေါင်း20ခန့်ကဒေသခံတွေဟာတိုက်ပွဲတွေနဲ့စစ်ကောင်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘေးလွတ်မယ်လို့ယူဆတဲ့ကျေးရွာတွေနဲ့ပင်လယ်ပြင်ကမ်းအဆက်တွေမှာစုဝေးစစ်ပေးတိမ်းရှောင်နေကြတာပါဝင်းဝတပ်စခန်းကထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်ဝင်းဝတပ်စခန်းပြန်ရဖို့အတွက်စစ်ကူလာတဲ့စစ်ကောင်မရှင်တပ်တွေနဲ့ KNL ပူးပေါင်းတပ်တွေကြားဂုံငင်းစိတ်ရွာနေတော့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်မရှင်တပ်ကလေကြောင်းကပုံကျဲတာကနက်တီရီရောအနီးပင်လယ်ပြင်မှာရှိတဲ့စစ်သင်းမောကနေလက်နက်ကြီးပစ်ခတ်ကူတာတွေလည်းပြုလုပ်နေပါတယ်။ဂုံငင်းစိတ်ရွာဟာပြီးခဲ့တဲ့မတ်လ17ရက်နေ့ညနေပိုင်းကကင်မျိုးတောင်းလွတ်မြောက်ရေးတမတော် KNL ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ဝင်းဝတပ်စခန်းနဲ့9မိုင်ကျော်အကွာမှာတည်ရှိတာဖြစ်ပြီးပိတ်တဝဲအမှတ်8ပြည်ထောင်စုကားလမ်းမကြီးနဲ့အနှဲငယ်သာကွာဝေးတာပါ။အဲ့ဒီဝင်းဝတပ်စခန်းကိုတော့ KNL ပူးပေါင်းတပ်တွေကအချိန်တလကျော်ကြာတိုက်ခိုက်ခဲ့ရတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပဲအမေရိကန်၊အစ္စရေးနဲ့အီရန်တို့ဖြစ်ပွားနေတဲ့စစ်ပွဲမှာစွမ်းအင်နဲ့ရေတန်းချက်စက်ရုံတွေကိုတိုက်ခိုက်တာကတရားဝင်ဆိုင်းငံ့ထားကြဖို့ဥရောပသမဂ္ဂကကြာသပတေးနေ့ကတိုက်တွန်းလိုက်ပါတယ်။အရှေ့အလယ်ပိုင်းမှာရေနံနဲ့ဓာတ်ငွေ့ပြစ်မှတ်တွေကိုဒီလိုတိုက်ခိုက်မှုတွေကြောင့်ကမ္ဘာဈေးကွက်ကမောက်ကမဖြစ်ခဲ့ရပါတယ်။တင်းမာမှုလျှော့ချရေးနဲ့အမြင့်ဆုံးတီးခံချုပ်ထိန်းထားကြဖို့ဥရောပကောင်စီကတောင်းဆိုပါတယ်။အရက်သားတွေနဲ့အရက်ဖက်အခြေခံအဆောက်အုံတွေကိုအကာအကွယ်ပေးပြီးပါဝင်သူအားလုံးကနိုင်ငံတကာဥပဒေကိုအပြည့်အဝလိုက်နာကြဖို့လည်းတောင်းဆိုပါတယ်လို့ဒီအဖွဲ့ခေါင်းဆောင်ဘရာဇီးမှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ကာတာမှာရှိတဲ့ကမ္ဘာအကြီးဆုံးဓာတ်ငွေ့ရည်စက်ရုံနဲ့ဆော်ဒီအာရေဗီးယားနဲ့ကူဝိတ်နိုင်ငံတို့မှာရှိတဲ့ရေနံချက်စက်ရုံတို့ကိုအီရန်နိုင်ငံကတိုက်ခိုက်ခဲ့ပြီးနောက်စွမ်းအင်ဈေးကွက်တွေဟာကမောက်ကမဖြစ်ခဲ့ရပါတယ်။အီရန်နိုင်ငံရဲ့ South Pars ရေနံမြေကိုအစ္စရေးကတိုက်ခိုက်ခဲ့ပြီးနောက်ယခုလိုအီရန်နိုင်ငံကလက်တုပ်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဟော်မုစ်ရေလက်ကြားအတွင်းဝင်ထပ်သွားလာနေတာကိုတားဆီးတာနဲ့ခုံမောင်းသွားလာမှုတွေကိုချင်းချောက်သည့်လှုပ်ဆောင်မှုတွေအားလုံးကိုရှုတ်ချကြောင်းလည်း EU ခေါင်းဆောင်တွေကထပ်မံပြောဆိုထားကြပါတယ်။စီကံချက်တွေပြေဆုံးတာနဲ့တပြိုင်နက်ဟော်မုစ်ရေလက်ကြားအတွင်းလွတ်လပ်စွာခုံမောင်းသွားလာခွင့်အတွက်ဒေတာရင်းမိတ်ဖက်နိုင်ငံတွေနဲ့ပုံမှုခိုင်မြဲစွာပူးပေါင်းဆောင်ရွက်တာအပါအဝင်အဖွဲ့ဝင်နိုင်ငံတွေကကြေညာထားတဲ့ပူးပေါင်းဆောင်ရွက်မှုတွေလည်းတိုးမြှင့်တာကိုလည်းသူတို့ကကြိုဆိုလိုက်ကြပါတယ်။ရေလက်ကြားကိုအီရန်ကထိရောက်စွာပိတ်ဆို့ထားလိုက်တာကြောင့်အရေးပါတဲ့ရေကြောင်းလမ်းချုပ်ကွက်အတွင်းခုံမောင်းသွားလာနေတဲ့ကူတန်းရောင်းဝယ်ရေးရှင်တွေမှာတက်ချပါရဖြစ်နေကြပါတယ်။ငင်းချက်စဉ်အခါကရေလမ်းကြောင်းဟာကမ္ဘာရေနံစိမ်းနဲ့တဘာဝဓာတ်ငွေ့ရေ9ပုံတပုံဖြတ်တန်းသွားလာတဲ့နေရာလည်းဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်တွင်ရောက်ရှိနေပြီးဖြစ်တဲ့ရုရှားရေနံတင်သင်္ဘောတွေကိုဒဏ်ခတ်ပိတ်ဆို့မှုကနေတပ်တာခွင့်ပေးထားတာကိုအမေရိကန်နိုင်ငံကကြာသပတေးနေ့မှာပြင်ဆင်လိုက်ပါတယ်။ကျူးဘားနဲ့မြောက်ကိုရီးယားနိုင်ငံတို့စီဦးတီခုံမောင်းနေတဲ့သင်္ဘောတွေဟာကန့်သတ်မှုအတွင်းဆက်ရှိနေမယ်လို့အဲ့ဒီပြင်ဆင်ချက်ကဆိုထားပါတယ်။ပြင်ဆင်ထားတဲ့အထွေလိုင်းစဉ်အရမတ်လ12ရက်နေ့မှာပင်လယ်ပြင်တွင်ရောက်ရှိနေပြီးဖြစ်တဲ့ရုရှားရေနံတင်သင်္ဘောတွေပေါ်ကရေနံတွေရောင်းချခွင့်ကိုဝါရှင်တန်ကဆက်လက်ခွင့်ပြုပေးထားပါတယ်။ဒါပေမဲ့သူတို့ရဲ့ရန်ဘက်ဖြစ်တဲ့ကျူးဘားနဲ့မြောက်ကိုရီးယားတို့ကိုတော့ဆက်လက်ပိတ်ပင်ထားမယ်လို့ဆိုပါတယ်။မူလအမိန့်မှာအီရန်ပါဝင်ပတ်သက်တဲ့အယောင်းဝယ်တွေကိုချွင်းချက်ထားခဲ့တာပါ။ကြာသပတေးနေ့အမိန့်မှာတော့ချွင်းချက်ဟာပုံမကျယ်ပြန့်လာပြီးရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတချို့လည်းပါဝင်လာခဲ့ပါတယ်။ American Israel တို့ကအီရန်ကိုတိုက်ခိုက်ခဲ့တဲ့အတွက်အရှေ့အလယ်ပိုင်းဒေသစစ်ပွဲတွင်ကြောက်ရွံ့သွားခဲ့ပြီးရေနံဈေးနှုန်းတွေထိုးတက်သွားခဲ့တဲ့အတွက်ပင်လယ်ပြင်တွင်ရောက်ရှိနေပြီးဖြစ်တဲ့ရုရှားရေနံတွေကိုအမေရိကန်နိုင်ငံကမတ်လ12ရက်နေ့မှာယာယီအနေနဲ့ရောင်းချခွင့်ပြုခဲ့တာဖြစ်ပါတယ်။
မစ္စဘာရေဒီယိုစီစဉ်ကိုဆက်လက်တန်လှည့်နေပါတယ်ရှင်အခုဆက်လက်ပြီးပတ်စင်ကဏ္ဍအနေနဲ့ exclusive interview စီစဉ်ဒုတိယပိုင်းကိုနားဆင်ရမှာဖြစ်ပါတယ်ဒီမှာပဲဒီ VOA အဆောက်အဦတွေကနေထွက်သွားဖို့အမိန့်ထုတ်ခံရတဲ့ခံစားချက်ကရောဒီနေ့အထိအမအနေနဲ့ဘယ်လိုအမှားရွတ်မျိုးကြံခဲ့ပါလဲခင်ဗျဖြေရရင်တော့ခန်းစားချက်တွေကအများကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီနေ့ကတော့ကျမကပုံမှန်ဆိုရင်တော့အဲ့ဒါကျမအလုပ်မှာရှိနေတဲ့အချိန်ဒါပေမဲ့အဲ့ဒီကျမဒီစာရတဲ့အချိန်မှာကျမကနယူးယောက်မှာကုလသမဂ္ဂမှာရောက်နေတဲ့ရှင်အဲ့ဒါကဒီအမျိုးသမီးဒီ CSW ပေါ့နော်ဆွေးနွေးပွဲရရှိနေတဲ့ခါကျတော့အဲ့ဒါကိုသတင်းလိုက်ဖို့ဆိုပြီးတော့ကျမနယူးယောက်မှာရောက်နေတယ်ဒါပေမဲ့အဲ့ဒါကကြာသပတေးတောက်ကြ2ရက်ကျမ UN မှာကျမသတင်းယူပြီးတော့ပြီးသွားတဲ့အခါမှာစနေနေ့ကျမတို့စာတကယ်တမ်းကျတော့ကျမတို့ရုံးထဲကနေနှင်ထုတ်တဲ့နေရာလေစနေနေ့ဖြစ်တယ်အဲ့ဒီမှာကျမကစနေနေ့ကျတော့ဒီ New York community မှာဒါဒေါန်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်း Kim Harris ကလည်းဒါ New York ကိုသူပထမဆုံးလာတာသူမိခင်လွတ်မြောက်ရေးအတွက်ပေါ့နော်ကမ်ပိန်းစလုပ်တဲ့နေ့ဖြစ်တယ်ဆိုတော့သူနဲ့ရောနောက်ရှောင်းတာနာကလည်းရောက်နေတယ်ဆိုတော့ကျမသူတို့နှစ်ယောက်နဲ့ပါအင်တာဗျူးလုပ်မယ်ဆိုပြီးတော့ကျမချိန်ထားတာ17နာရီခွဲလောက်မှသူတို့နဲ့ချိန်ထားတာသူတို့က12နာရီမှအခမ်းအနားတစ်ခုစဖို့ရှိနေတယ်ဆိုတော့ချိန်ထားတယ်ဒါပေမဲ့10နာရီထိုးဖို့9မိနစ်အလိုလောက်မှကျမစာလက်ခံရရှိတယ်စာထဲမှာနင့်ကိုဒါလာစာမဲနဲ့ admin leave ခေါ်တာပေါ့နော်ပေးလိုက်ပြီဆိုတော့ VOA နဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေကိုရက်ရမယ်ဘာမှလုပ်ခွင့်မရှိဘူးရုံးထဲမှာရှိတဲ့သူတွေဆိုလည်းချက်ချင်းရုံးထဲကနေထွက်တကယ်တမ်းဆိုရင်ကျမတို့ကဒါဗမာပြည်မှာညနေပိုင်းအတန်လွှင့်ဖို့အတွက် VOA မှာတော့မနက်ပိုင်းပေါ့နော်ကျမတို့ပုံမှန် team ကျမနဲ့အတူတူလုပ်နေတဲ့ကျမအဖွဲ့သားတွေကရုံးထဲမှာရှိနေတယ်ကျမကဒါခီးကြောင်မလို့နယူးယောက်ကိုရောက်နေတာပေါ့လေဆိုတော့အကုန်လုံးတို့ချက်ချင်းရုံးထဲကိုထွက်ခိုင်းတာထွက်ခိုင်းနေဆိုတာအဲ့ဒီကတက်ဆိုင်ပညာရေးဌာနလည်းကျမတို့ ਨੇ မလန့်မကန့်မှရှိတယ်ပညာရေးဝန်ကြီးဌာနမှာလည်းလူတွေထောင်ထဲချီဖြုတ်တဲ့အချိန်ပေါ့နော်ဆိုတော့ပညာရေးဌာနမှာတော့အဲ့ချိန်မှာအပြင်မှာလူတွေချက်ချင်းပဲဆန္ဒပြကြတာတွေရှိတယ်ကျမတို့ရုံထဲကလူတွေလည်းအဲ့လိုပေါ့နော်အကုန်လုံးထွက်ပေးရတယ်ဆိုတော့တကယ်ကိုအဲ့နေကဘလို့မှကိုမျောလင့်မထားတဲ့အရာတစ်ခုပေါ့လေကျမကိုယ်တိုင်လည်းတခါမှမကြုံခဲ့ဘူးတဲ့ခါကျတော့ဘာဆက်လုပ်လို့လုပ်ရမှာမသိဘူးအလုပ်တွေအကုန်ရက်ဆိုတော့ကျွန်မအင်တာဗျူးဖို့ဟာတွေကိုလည်းကျွန်မရက်လိုက်ရတယ်ဘာလို့ရုံးနဲ့ပတ်သက်ပြီးတော့သုံးနေတဲ့ကွန်ပျူတာတွေကစလို့ကျွန်တော်တို့ကအကုန်လုံးရက်ပစ်လိုက်ရတာဟုတ်ဆိုတော့အကုန်လုံးရက်ပစ်လိုက်တော့ကျွန်မလည်းဒီကျွန်တော်တို့မြန်မာဌာနတာဝန်ယူထားတဲ့လူကြီးနဲ့လည်းစကားပြောပေါ့ကဲဘယ်လိုလုပ်ကြမလဲဆိုတော့သူကလည်းရက်လိုက်တော့အင်တာလည်းမပြူးနဲ့တော့ဘာမှမလုပ်နဲ့တော့ဒီတိုင်းပဲဆက်နေလိုက်ရောက်တဲ့နေရာကနေပြီးတော့သူကချက်ချင်းပြန်လာဖို့ထီတောင်သူကပြောထားတာဟုတ်ဆိုတော့ဆိုပြောရရင်တော့စိတ်ထဲမှာတော့ဒီလိုလူတွေထောင်တဲ့ချီကိုပေါ့နော်ဘာအကြောင်းပြချက်မှမရှိဘဲနဲ့နော်သူတို့ဒီသူတို့သုံးတာကတော့ reduction in force ပေါ့ဒါ federal လုံးမှာဝန်ထမ်းတွေ short ချဖို့လိုအပ်တယ်ဆိုပြီးတော့ဌာနကြီးတစ်ခုလုံးကိုတကယ့်ကိုရက်ဆက်ပြောရရင်ပတ်ဆက်လို့တောင်ပြောလို့ရတာပေါ့နော်လူတွေကိုယုံနေရနေချက်ချင်းထွက်ဒီလူတွေကဒီယုံနဲ့ဘာမှကိုမသက်ဆိုင်တော့တဲ့တစ်ဖက်မှာကြည့်လို့ရှိရင်တော်တော်ကိုရိုင်းဆိုင်ကိုပြုတ်မှုခဲ့တာရှိခဲ့တယ်ဆိုတော့အဲ့လိုကိုနှင်ထုတ်လိုက်တာပေါ့နော်ဆိုတော့ကျမတို့ခံပြင်းတယ်ဒေါသတွေလည်းထွက်ကြတာပေါ့လေဆိုတော့ဒါဘလို့မှကိုမဖြစ်တဲ့ကိစ္စဆိုတဲ့အခါကျတော့နောက်ဘလို့တုံ့ပြန်ကြမလဲဆိုတာစာလို့ကျမတို့စကားတွေပြောကြပေါ့ဆိုတော့ခံစားချက်တွေကတော့မျိုးစုံဖြစ်ခဲ့တယ်ဘာလို့ဆက်လုပ်ရမှန်းရုတ်တရက်မှင်သက်တာပေါ့နော်တခါမှလည်းမကြုံခဲ့ရတဲ့ဒီလိုဖြစ်လိမ့်မယ်လို့လည်းမထင်ထားဘူးဒီနိုင်ငံမှာဒီ Trump အစိုးရသမ္မတ Trump အစိုးရတက်လာတဲ့အချိန်ကလေးကစလို့လုပ်ငန်းအလုပ်တွေဖြုတ်ကြတယ်ဒါတွေရှိတယ်ဆိုပေမဲ့လည်းကျမတို့ရှိကိုဒီလောက်ထိလင်းမြန်နဲ့ဒီလိုပုံစံမျိုးကြီးနဲ့ပြုံးစားကြီးရောက်လာပြီးတော့ရက်ဆက်လုပ်လိမ့်မယ်လို့တော့ရုတ်တရက်ကြီးပေါ့နော်ထင်မထားခဲ့တဲ့အခါကျတော့ပြင်ဆင်မှုတွေမရှိခဲ့ကြဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဒါကတေချာတာတော့เนาะတရားဥပဒေနဲ့အညီဆောင်ရွက်တာမဟုတ်ဘူးတရားလက်လွတ်နေတယ်ဆိုတဲ့ဟာတွေသိတဲ့အခါမှာကျမတို့တရားဥပဒေရပြန်ပြီးတော့ရင်ဆိုင်ဖို့ဆုံးဖြတ်ကြတယ်ကျမတို့ဒီအလုပ်ကနေပြီးတော့အဲ့လိုနားစာတွေပေးပြီးတဲ့အဲ့ဒီတပတ်အတွင်းမှာပဲကျမတို့ဒီ VOA ဝန်ထမ်းတွေကလည်းပြန်ပြီးတော့တရားစွဲဆိုဖို့ကိစ္စတွေစပြီးတော့လုပ်ခဲ့ကြတယ်ဆိုတော့လုပ်ခဲ့တာကလည်းအခုထိပေါ့နော်ဆက်ပြီးတော့လုပ်နေတာဖြစ်တယ်တစုံတရာတရားမျှတမှုတချို့လည်းပြန်ရတယ်လို့ပြောရမှာပေါ့ကျမတို့အခုချိန်ထိသူတို့လုံးဝကြီးဖြုတ်ပစ်လိုက်လို့မရဘူးဆိုတဲ့အခါကြတော့လေဟုတ်ကဲ့မှာဆိုတော့လေဒီလာမယ့်နိုဝင်ဘာဆို American ကရွေးကောက်ပွဲပြန်လုပ်မှာပေါ့လေဆိုတော့ဒီရွေးကောက်ပွဲရလက်က VOA မြန်မာပိုင်းရဲ့ကံကြမ္မာကိုဓာတ်ရိုက်ပြောင်းလဲဖြစ်နိုင်မှာပေါ့ဓာတ်ရိုက်ပြောင်းလဲဖြစ်နိုင်မလားပေါ့လေဆိုတော့ Mackie Peter အနေနဲ့ရောဒီအပေါ်ဘယ်လိုရှုမြင်ပါလဲခင်ဗျဟုတ်ကဲ့ကျမတို့လည်းဒီနိုဝင်ဘာရွေးကောက်ပွဲလွတ်တော်ရွေးကောက်ပွဲတွေပေါ့နော်ဒါဒီမှာတော့ဒီသမ္မတတက်လာပြီးတော့2နှစ်ကြာကာလအချိန်ကြာလို့ရှိရင်ဒါလွတ်တော်တွင်းမှာကိုယ်စားလှယ်တွေပြန်ပြီးတော့လွတ်တော်အမတ်တွေပြန်ပြီးတော့ရွေးကြတယ်ရွေးကောက်ပွဲရှိတဲ့ခါကျတော့အများကြီးမျှော်လင့်ပါတယ်ဆိုတာကဒီနိုင်ငံရဲ့စနစ်အရလည်းဒီအစိုးရလုပ်ငန်းတွေကိုထိန်းကျောင်းတဲ့နေရာမှာဒီ Congress လွတ်တော်ရဲ့ဩဇာတက်ရောက်မှုကအများကြီးရှိပါတယ်
ဆိုတော့ဒီလက်ရှိ VOA နဲ့ပတ်သက်ပြီးတော့လည်းဒီလွတ်တော်တွင်အပြောင်းလဲကနေပြီးတော့မှဒီဘက်မှာဓာတ်ရိုက်လာပြီးတော့အပြောင်းလဲတွေဖြစ်သွားနိုင်တာတွေအများကြီးရှိပါတယ်ဆိုတော့လက်ရှိအစိုးရက VOA ကိုပယ်ဖြတ်ချင်နေတယ်ဒါပေမဲ့လွတ်တော်ကဒါကိုဆက်ပြီးလိုလားတယ်ဆိုလို့ရှိရင်ဒါကျမတို့အတွက်ပို့ပြီးတော့မျှော်လင့်ချက်ရှိတာပေါ့နော်ဆိုတော့တကယ်လို့လွတ်တော်အတွင်းမှာ VOA ကိုလိုလားတဲ့သူတွေပိုများလာပြီးတော့လွတ်တော်မတ်တွေပိုများလာပြီးတော့ပေါ့နော်အစိုးရအပေါ်မှာဒါထိထိရောက်ရောက်နဲ့တွန်းအားပေးမှုတွေရှိလာမယ်ဆိုလို့ရှိရင်လည်း VOA ရဲ့ကံကြမ္မာကပြောင်းလဲသွားနိုင်ပါတယ်ဆိုတော့လက်တလုံးမှာတော့ဒါ VOA နဲ့ပတ်သက်လို့ရှိရင် Republican ရော Democrat ရောနှစ်ဖက်စလုံးကbipartisan ခေါ်တာပေါ့နော်ထောက်ခံထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုပေမဲ့လည်းတကယ်တမ်း VOA ပြန်လဲပတ်ဖို့အတွက်ထိထိရောက်ရောက်နဲ့တွန်းအားပေးမှုတွေကတော့အားနည်းနေသေးတယ်လို့ပြောလို့ရတယ်ဒါကြောင့်လဲဒီပေါ်မှာဆိုလိုတာကတော့ပို့ပြီးတော့တင်းတင်းကြပ်ကြပ်နဲ့ပေါ့နော် USAGM ကို oversight လုပ်တာပေါ့ပို့ပြီးတော့ကြက်မှတ်ပြီးတော့ချမှတ်ထားတဲ့ပေးထားတဲ့ချပေးထားတဲ့ budget တွေကိုဘယ်လိုထိထိရောက်ရောက်နဲ့လုပ်နေသလဲစာလို့မေးခွန်းထုတ်တာတွေ hearing တွေပို့ပြီးတော့လှုပ်တဲ့နယ်ပို့ပြီးတော့ထောက်ပြတာတွေပို့ပြီးတော့ရှိလာဖို့အတွက်ဆိုလို့ရှိရင် VOA ရဲ့အရေးပါမှုကိုနားလေလက်ခံပြီးတော့မှเนาะရက်တီပေးတဲ့လွတ်တော်အမတ်တွေပို့ပြီးတော့ရှိလာဖို့လိုပါတယ်ဆိုတော့လာမယ့်ရွေးကောက်ပွဲမှာဒီလိုလူတွေပို့ပါလာမယ်ဆိုလို့ရှိရင်တော့ VOA ရဲ့ကံကြမ္မာလဲပြောင်းလဲသွားနိုင်တာပေါ့လေဟုတ်မှာနောက်ထပ်တစ်ခုကလေVOA ကဒါဆိုရင်ကမ္ဘာတော်မှာဒီမိုကရေစီထွန်းကားဖို့သတင်းလွတ်လပ်ခွင့်အတွက်ပေါ့လေရက်တည်တယ်လို့ကြီးညာထားတဲ့အဖွဲ့အစည်းပေါ့နော်အမားတို့ VOA ကဆိုတော့ဒါပေမဲ့အခုလိုဒီမိုကရေစီရဲ့ပြဋ္ဌာန်းရမှာအမေရိကန်မြေပေါ်မှာပဲ VOA ကိုအာဏာသုံးပြီးအတန်ပိတ်လိုက်တာဟာဝန်ထမ်းတွေကိုဥပဒေမဲ့နှင်ထုတ်လိုက်တာတွေကပေါ့နော်အမေရိကန်ရဲ့ပုံရိပ်ကိုဘယ်လောက်ထိအရှက်ရစေပါလဲပြီးတော့ဒါကတခြားအာဏာရှင်နိုင်ငံတွေအတွက်ပေါ့သတင်းဌာနတွေကိုဒီလိုပိတ်လို့ရတယ်ဆိုတော့နမူနာဆိုပေါ့လေစံပြတစ်ခုဖြစ်မသွားဘူးလားပေါ့တကယ်ကိုစံနမူနာဆိုလို့ပြောရမယ်ထင်တယ်ဆိုတော့အမေရိကလို့ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံကြီးမှာဒီလိုမျိုးဖြစ်တာကဒါသတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ပြောကြမယ်ဆိုရင်လည်းအင်မတန်ကိုအကြီးတန်းပါတယ်ဆိုတော့ VOA ဌာနတကူပိတ်ချလိုက်တယ်ဆိုတာကဒီအာဏာရှင်နိုင်ငံတွေကလည်းဒီပေါ်မှာအားရဝမ်းသာတုံ့ပြန်ကြတယ်ဆိုတော့ဘာလို့ဆိုမြန်မာအပါအဝင်ဒီသတင်းလွတ်လပ်ခွင့်မရှိတဲ့ဒီကမ္ဘာတဝန်းကဒီအာဏာရှင်ကြီးစိုးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒါ VOA ကတကယ်ကိုဒီသတင်းမှန်တွေကိုနော်တင်ဆက်ပေးနေတဲ့နော်အများယုံကြည်လေးစားရတဲ့သတင်းရင်းမြစ်သတင်းဌာနတခုဖြစ်တဲ့အခါကျတော့ဒီလိုဌာနတခုအတန်တိတ်သွားတဲ့အပေါ်မှာအာဏာရှင်တွေအကြိုက်လှုပ်ပေးလိုက်တာလဲလှုပ်ပေးရလဲကြတာပေါ့လေဆိုတော့အာဏာရှင်တွေရဲ့ဝါဒဒီဖြန့်ချီမှုတွေပို့ပြီးတော့အားကောင်းလာစေတယ်တစ်ဖက်မှာဒီသတင်းမှန်တွေကိုထုတ်ဖော်ပေးနေတဲ့သတင်းဌာနတွေရဲ့အတန်တွေကိုပို့ပြီးတော့တိတ်သွားစေတယ်ဆိုတော့ဒါကတကယ်ကိုအကြီးတန်းတဲ့အရာလို့ပြောလို့ရတယ်အဲ့ဒီ VOA ကိုစပြီးတော့အတန်ပိတ်တိတ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ရုရှားရဲ့ရုရှားအစိုးရသတင်းဌာန RT လိုဟာမျိုးဆိုရင်ဘယ်လောက်ထိပြောလဲဆိုလို့ရှိရင် VOA ကိုသူတို့တွေအနေနဲ့ပိတ်အတန်နေပိတ်သွားဖို့ဘလို့စူးစမ်းမဖြစ်ခဲ့ဘူးဒါပေမဲ့ VOA အမေရိကန်ရဲ့သမ္မတကြီးကိုယ်တိုင်လှုပ်လိုက်မှပဲဒါသူတို့တကယ်ကိုဒါမင်္ဂလာသတင်းတရက်သူတို့အတွက်ဖြစ်ခဲ့ရတယ်ဆိုပြီးတော့မှပြောတယ်ဆိုလိုတာကအာဏာရှင်အကြိုက်ပေါ့နော်ဆိုတော့ VOA လိုဌာနကြီးတစ်ခုကိုပိတ်လိုက်တာဒီနေရာမှာကျွန်မပြောချင်တာကဒါသတင်းလွတ်လပ်ခွင့်အတွက်ပါအများကြီးတက်ရောက်မှုတွေဖြစ်စေတယ်ဆိုတော့ VOA ဒီ VOA ရဲ့ယက်တီမှုကဒါမှန်ကန်ပြီးတော့ဗတ်လိုက်မှုကင်းတဲ့เนาะဘယ်နိုင်ငံရေးပါတီမှဘယ်အစိုးရတွေရဲ့လွှမ်းမိုးချုပ်ကန်မှုအသံတွေကိုမှလွှင့်ပေးတာမဟုတ်ဘဲနဲ့တကယ်ကိုเนาะတိကျလွတ်လပ်တဲ့သတင်းတွေကိုလွှင့်ပြမယ်ဆိုတဲ့ယက်တီချက်เนาะသတင်းတစ်ခုကစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေเนาะအဖြစ်ကိုအဖြစ်မှန်အတိုင်းတင်ဆက်ရမယ်ဆိုရယ် VOA ရဲ့ဆောင်ပုဒ်ရှိပါတယ်ဆိုတော့ဒီဆောင်ပုဒ်နဲ့အညီပေါ့နော်နောက် VOA charter မှာကျမတို့သတင်းထောက်တွေကိုလည်းကာကွယ်ပေးထားတဲ့ firewall ဆိုတာရှိတယ်အစိုးရအနေနဲ့ဝင်ရောက်ဆွတ်ဖက်လို့မရဘူး VOA ရဲ့သတင်းလုတ်ပိုင်ခွင့်ကို VOA တွင်းမှာရှိတဲ့သတင်းထောက်တွေကပဲဒီ editorially ပေါ့နော်ဒီတီးဖြတ်တာတွေကိုလုတ်ပိုင်ခွင့်ရှိရမယ်လာပြီးတော့လွှမ်းမိုးလို့မရဘူးဆိုတော့ဒီလိုမျိုးအနေနဲ့ရက်တည်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့လို့လဲ VOA နဲ့ပတ်သက်ပြီးတော့အများပြည်သူရဲ့ယုံကြည်မှုကလည်း VOA ကဗတ်မလိုက်ဘူးဆိုတော့မှန်ကန်တဲ့ balance ပေါ့နော်မျှတတဲ့ဒီမှန်ကန်တဲ့သတင်းတွေကိုထုတ်လွှင့်နေဆိုတဲ့နေရာမှာပဲကျွန်တော်တို့ကရက်တည်လာခဲ့တာဖြစ်တာ哦ဆိုတော့အခုချိန်မှာဒီဌာနကြီးတစ်ခုလုံးကိုပိတ်လိုက်တာဟာသတင်းလွတ်လပ်ခွင့်ကိုလည်းထိပါရရောက်တယ်။နောက်အာဏာရှင်ကြီးစိုးတဲ့နိုင်ငံတွေသတင်းအမှောင်ချခံထားတဲ့နိုင်ငံတွေအတွက်လည်းအများကြီးနစ်နာမှုဖြစ်စေပါတယ်။ဟုတ်မှလေနောက်ထပ်တစ်ခုကဒီ VOA အတန်တိတ်နေတဲ့တစ်နှစ်အတွင်းမြန်မာပြည်သူတွေအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိခဲ့တယ်လို့ Map Computer အနေနဲ့ပြောချင်ပါလဲခင်ဗျ
အများကြီးထိခိုက်တယ်လို့တော့ကျွန်မထင်တယ်ရှင်ဘာကြောင့်လဲဆိုတော့ဒါအားလုံးသိတဲ့အတိုင်းပဲလीเนาะမြန်မာနိုင်ငံမှာကအခုဒီစစ်တပ်အာဏာသိမ်းလိုက်တဲ့ဒီ2021နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဝါဒဖြန့်သတင်းမီဒီယာတွေကပဲသတင်းတွေကိုထုတ်ခွင့်ရှိတာအစိုးရပိုင်းသတင်းဌာနတွေကပဲထုတ်ခွင့်ရှိတယ်ဆိုတာမျိုးပေါ့เนาะဆိုတော့တကယ်ဖြစ်ပျက်နေတဲ့အဖြစ်ပျက်မှန်တွေကိုအခြေအနေတွေကိုเนาะသတင်းသမားတွေအနေနဲ့လွတ်လွတ်လပ်လပ်တင်ပြခွင့်မရှိဘူးဆိုတဲ့အခါကျတော့ဒီလိုအခြေအနေမျိုးမှာပြည်သူတွေအတွက်သတင်းမှန်တွေကိုထုတ်လွှင့်ပေးနိုင်တဲ့ VOA အပါအဝင်ပေါ့နော်တီချာလွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍကဒီနေရာမှာအင်မတန်အရေးကြီးပါတယ်ဆိုတော့ဒီလိုသတင်းမီဒီယာတွေဖိနှိပ်လွတ်လွတ်လပ်လပ်သတင်းတင်ပြခွင့်တွေမရှိတဲ့နေရာမျိုးမှာဒီလွတ်လပ်တဲ့သတင်းမီဒီယာတွေအနေနဲ့သတင်းတွေကိုဆက်ပြီးတော့လွှင့်ပေးနိုင်ဖို့ VOA ဆက်ရှိနေခြင်းဒီမြန်မာလူထုတွေအတွက်သူတို့လိုအပ်တဲ့เนาะမှန်ကန်တဲ့သတင်းတွေကိုရဖို့အတွက်အင်မတန်ကိုအရေးကြီးတဲ့အချိန်ဖြစ်တယ်ဒီလိုအချိန်မျိုးမှာမှအခုလိုမျိုး VOA အတန်တွေတိတ်သွားရတယ်ဆိုတာကဒါပြည်သူတွေသတင်းမှန်ရဖို့အတွက်အမောင်ချခံလိုက်ရတယ်လို့ပဲပေါ့เนาะဆိုတော့ VOA ကကျမတို့မြန်မာနိုင်ငံထဲမှာကိုပြည်သူတွေကကိုယ့်နိုင်ငံထဲမှာဘာဖြစ်နေလဲဆိုတာကိုမှန်ကန်ကန်မသိရတဲ့အပြင်ကမ္ဘာမှာရောဘာဖြစ်နေလဲဆိုတော့ဟာတွေကိုသိကျင်တဲ့အခါမှာ VOA တို့လို့เนาะအခုဒီကိုခန့်တွေတို့မေစီမเนาะတခြား TVB ပဲဖြစ်ဖြစ်เนาะဒီBBC စသဖြင့်ပေါ့တီချာဒီလွတ်လပ်တဲ့သတင်းမီဒီယာတွေပေါ်မှာအားကိုးနေရတာဖြစ်တယ်ဆိုတော့ဒီထဲမှာအခုဆိုရင် RFA လည်းမရှိဘူး VOA လည်းမရှိဘူးဆိုလို့ရှိရင်ဒါပြည်သူတွေအတွက်သတင်းဒီပြည်တွင်းပြည်ပပေါ့နော်သတင်းတွေအားလုံးရရှိဖို့ကအများကြီးထိခိုက်သွားစေတယ်လို့ကျွန်မတို့ခန်းစားရတယ်အဲ့ဒီအတွက်လည်းအင်မတန်စိတ်မကောင်းဖြစ်ရတယ်ပြည်သူတွေအတွက်အခုလိုအမှောင်ချခံထားတဲ့အချိန်မျိုးမှာသတင်းမှန်တွေလိုအပ်နေတဲ့အချိန်မျိုးမှာမှကျွန်တော်တို့အနေနဲ့အခုလိုအတန်တိတ်သွားတဲ့အပေါ်မှာအင်မတန်ကိုမှလည်းစိတ်မကောင်းဖြစ်ရပါတယ်ဟုတ်ကဲ့ပါမခင်ပြည်သူကျေးဇူးများတင်ပါတယ်အခုလိုကျွန်တော်တို့စုခင်းလန်ဘန်လေးအစီအစဉ်တွေမအားလက်တဲ့ကြားနေပြီးတော့ပေါင်းဖြစ်စုပေးတဲ့ကျေးဇူးများတင်ပါတယ်နော်ဟုတ်ကဲ့ပါကိုခန့်တွေအခုလိုမျိုးVOA နဲ့ပတ်သက်ပြီးတော့ပြောပြခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ VOA အနေနဲ့လည်းဒါပြန်ပြီးတော့ပေါ့နော်အရင်အတိုင်းအတန်လွင့်အစီအစဉ်တွေပြန်ပြီးတော့ထုတ်လွှင့်နေဖို့ VOA ဝန်ထမ်းတွေကလည်းစူးစမ်းနေကြပါတယ်ဆက်ပြီးတော့လည်းဒါတရားရေးဘိုင်းကရောနောက်ကျမတို့เนาะတန်နိုင်တဲ့နီလန်ဘောင်းဆောင်ကနေပြီးတော့မှလှုပ်ရှားမှုမျိုးစုံလုပ်ပြီးတော့ VOA မြန်မာဌာနအပါဝင် VOAတရက်လုံးပေါ့နော်ပြန်ပြီးတော့အတန်လွှင့်နိုင်အောင်ကြိုးပမ်းနေတယ်ဆိုတာကိုလည်းပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျဟုတ်ကဲ့ပါဒါကတော့ VOA တနစ်ပြည့်ပိတ်သိမ်းခံရတဲ့ပတ်သက်ပြီးတော့အလှည့်ပြောင်းနေရှိလာနေတဲ့အခြေအနေတွေဝန်ထမ်းတွေအလုပ်ဖြုတ်ပြီးတော့အတန်ပိတ်ခဲ့တဲ့ USAGM ရဲ့ Director Kelly Rick ကိုယ်တိုင်တရားရုံးအမိန့်နဲ့ယာယုကနေပြုတ်သွားတဲ့အခြေအနေတွေကိုကျွန်တော် VOA ဝိုင်းတော်သူဖြစ်တဲ့မြန်မာဌာနက Mac Computer ကိုဆက်သွယ်မေးမြန်းခဲ့ရတာဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့မျိုးစမပိတ်တယ်များအားလုံးပဲရန်ကုန်၅ပါးအနေကနေကင်းဝေးပြီးတော့အထူးသဖြင့်အကြမ်းဖက်စစ်တဲ့အနေကနေကင်းရှင်းကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်နောက်ထပ်တည်တံ့တဲ့ဆုံမေးမြန်းကနေမှာပြန်ဆုံပါမယ်ကျွန်တော်ခန့်တွေပါကျမတို့မိစမရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မိစမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရရှင်။မိစမရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာပါစေလို့မိစမရေဒီယိုဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။မြန်မာပြည်သူတွေနဲ့အတူရှက်တည်နေမယ်မိစမရေဒီယိုပဲဖြစ်ပါတယ်။နောက်ဆင်ခဲ့ကြသူတွေအားလုံးကျမ်းမာကြပါစေရှင်။